ဘတ်ဂျက်သက်သာဆုံးနဲ့ quality ကောင်းတဲ့ပတ်တလုံးကိုရှာနေတဲ့ဟုတ်ဒါဆိုရင်တော့ပေးရတဲ့ဈေးထဲတပည့်ပိုတန်တဲ့ပတ်တူးစီးလေးနဲ့မိတ်ဆက်ပေးလိုက်စင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင် Galaxy Mobile ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင်ပိုးရိုး Galaxy Mobile မှာ Redmi ရဲ့ပတ်တူး SE လေးရောက်ရှိနေပါပြီနော် 9.7 လက်မရှိတဲ့အပြင်120 ဟာ refreshing ကိုသုံးပေးထားတာဆိုတော့ screen ဆွဲတဲ့နေရာမှာလည်းတော်တော်လေးစမှုဖြစ်တယ်လေSnapdragon 6F4G Gen 2 chipset ကိုသုံးပေးထားတာဆိုတော့စာပဲပတ် online ကလည်းပဲတက်တဲ့ social media ပဲသုံး fast and responsive နဲ့ဖြစ်သုံးလို့ရမှာနော်ပတ်ထုကိုတော့ Metal Unibody ကိုသုံးပေးထားတာဆိုတော့တက်ဆောင်ရတယ်လည်းပေါ်ပါပြီးတော့ design လေးကလည်း luxury ဆန်မယ်နော် battery ပိုင်းမှာဆိုရင်လည်း 9600 mAh ကိုမှ18W နဲ့အားသွင်းလို့ရမှာဆိုတော့ခရီးသွားတာပဲဖြစ်ဖြစ်တနေ့ကုန်စာလောက်တာပဲဖြစ်ဖြစ်ခဏအားသွင်းကြမလို့လို့ဆိုတော့ပို့ပြီးအဆင်ပြေတာပေါ့ဒါပေမဲ့ 9600 mAh ကိုမှ18W နဲ့ပဲသွင်းလို့ရတာဆိုတော့တာမန်ဖုန်းအနေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့နည်းနည်းလေးတော့ကြန့်ကြာနေလိမ့်မယ်နော်ကဲဒါဆိုရင်တော့ quality ကောင်းပြီးတော့ budget လည်းအရင်မကုန်နဲ့ပတ်တူး SE လေးကိုလိုချင်နေဆိုရင်တော့ပြည်မျိုးရွှေတစ်ချောင်းနဲ့ပြည်တက်ကတော့အဝင်းနေရှိရာပိုးရိုး Galaxy Mobile ကိုလှမ်းလာခဲ့လိုက်တော့နော်